ฝึกอ่านสระออกฝึกอ่านสระออกฝึกอ่านสระออก participle สระออกကြောင်းကိုလေ့လာကြမယ်နော်กอดกออกอดกอดคอคอจอจอดจอจอดสชอชอดคอขอดตอตอดทอถอดพอพอดพอพอดมอหมดรอรอฟอฟอดฟอฟอดยอยอดบอบอดลอหลอดทอถอดชอชอดหอหอดดอดอดซอสอดวอวอดพอพอดพอพอดงองอซอสอดปอปอดโอเคဒီမှာသင်ခန်းစာလေးတွေမှာပြောချင်တာကြတာပါလဲဆိုလို့ရှိရင်ဒီမှာပါတဲ့ B အခက်တွေအားလုံးကဖျာချန်တဲ့အားလုံးကတချို့စာအုပ်တွေမှာတော်တော်များများမပါဘူးเนาะဘာဖြစ်လို့ဆိုလို့ရှိရင်အတန်တူတဲ့ဟာတွေအားလုံးကိုသူတို့ကရွေးထုတ်ပြထားတယ်မတူတဲ့ဟာတွေပဲထည့်ထားတယ်เนาะဟိုဆရာတို့ကြတော့ဒီမှာကြတော့မတူရောတူတာရောအားလုံးကိုထည့်ပေးထားတယ်ကလေးတွေဖတ်ဖို့အလေးကြီးဖြစ်သွားရအောင်လွယ်အောင်เนาะအလေးကြီးရအောင်တော့နောက်တချို့စာလုံးနဲ့ဒီမှာမပါဘူးဆိုလို့ရှိရင်အပြင်မှာတတူရှိဖတ်လို့မတတ်မှာဆိုတော့ပေါ့เนาะအားလုံးကိုထည့်ထားပြီးတယ်เนาะမတူတဲ့ဟာရောโอเคဒါဆိုလို့ရှိရင်အောက်သင်ခန်းစာလေးကိုထပ်ပြီးတော့တွားကြည့်မယ်เนาะအောက်သင်ခန်းစာလေးကိုထပ်ပြီးတော့တွားကြည့်မယ်โอเคအဓိပ္ပာယ်ရှိတဲ့ဟာလေးတွေပေါ့เนาะ fit and sara off เนาะ fit and sara off เนาะအဓိပ္ပာယ်ရှိတဲ့စကားလုံးလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်အဲဒါကြောင့်ငေါဆိုတာကြတော့ဗာလဲကျင်မောင်တီးကိုခေါ်တာပါလားငေါဆိုတာကျင်မောင်တီးကိုခေါ်တာပါအဲဒါတော့ကောဆိုတာဗာလဲကျုံးကိုခေါ်တာဖြစ်ပါတယ်ကောဆိုတာကျုံးကိုခေါ်တာဖြစ်ပါတယ်โอเคကဲနောက်တစ်ခုကျတော့ဒီမှာဘောဆိုတာဗာလဲထိုင်ကုန်ဆိုဖာကုန်ပြောတာကားထိုင်ကုန်လို့ဆိုင်ကယ်ထိုင်ကုန်လို့အဲ့ဒီအရာလို့ကျတော့ဘောလို့ပြောတယ်เนาะဟုတ်ပြီเนาะโอเคနောက်တစ်ခုကျတော့ကြောဆိုတာဖောက်တည်ပြိပရနော်ဖောက်တာဆိုတာနားဖောက်တာမှမဟုတ်နော်ဘီလက်မြေဖောက်တာလို့မြေကြီးအတွင်းဖောက်တာလို့တူးတာလို့အဲ့ဒါကြတော့ဖောက်တာပဲပြောနော်ကြောဆိုတာကြောဖဏနော်ဒါဥနေနေဖောက်တယ်လို့အဲ့ဒီကြောဒီစကလုံးကသုံးတယ်နော်โอเคနောက်ကကျတော့ဟိုဟာရော့ဟုတ်ပြီနော်ဟိုဟာရော့ဆိုတာရည်တာပြောတာဖြစ်ပါနော်ရည်ရနော်ဟိုဟာရော့ရည်ရနော်โอเคဒါဆိုလို့ရှိရင်ဒီလောက်ပဲဒီဗီဒီယိုလေးကဒီမှာပဲဆုံးသတ်မယ်နော်သင်ခန်းစာလေး